hello ကျမလေးအကန်စကားတော့နည်းနည်းပြောလိမ့်မယ်ကျမပြောမယ်လူပြည်ကိုသာသနာပြုဖို့လွှတ်လိုက်တယ်သာသနာပြုဖို့လူပြည်ကိုလွှတ်လိုက်တယ်ဆိုတဲ့ဟိုဘွားဆွေတော်မျိုးတော်တွေကျမပြောခြင်းစောက်ဆံမရှိဘဲနဲ့ဘာနဲ့သာသနာပြုမှာတော့အခုဆရာတော်ကဖျားတယ်ခြင်းနဲ့ကျမဟိုညောင်လုံးကဆရာတော်ကဖျားတယ်ခြင်းနဲ့ကျမတို့ဆွေးနွေးပြီးသိန်းထောင်ကျော်ကုန်မှာနော်အဲ့တော့ဗမာလုံးစောက်ဆံကျမရဲ့ဆွေတော်အပေါင်းမျိုးတော်အပေါင်းပြောချင်တာနော်ဟိုအရင်ဘွားရဲ့ဆွေတော်အပေါင်းမျိုးတော်ပေါင်းအခုအဲ့ဓာတွေကိုသွားပြီးကျမတောင်ပေါ်ဝါဖျားဆိုတော့ရွှေတကုံဖျားပေါ်ကနေနှင်းစီပန်းနေဝေနေအောင်ပူဇော်ကြီးသူတို့ကိုအမျှသွားဝေရအောင်မှာအဲ့တော့ကျမလူပြည်ကိုလှုပ်ပြီးသာသနာပြုခိုင်းနေဆိုရစောက်ဆံထဲ့ပေးလိုက်ပါလားလို့ငွေကိုအထောက်လိုက်အထယ်လိုက်ဟင်အခုတော့လူဘွားရောက်တော့လင်ယူလို့ဆိုစောက်ပြက်ကတင်နေအဲ့လင်ယူတော့အဲ့လင်ယူလို့အဲ့လင်လောက်ကျွေးနေတာလေကျမတို့သူတို့ထမင်းလာကျွေးလားစောက်ဆံကြတော့စောက်ပြားတပြားထည့်မပေးဘဲနဲ့ဒီဘွားကြတော့လင်လို့သာသနာပြုခိုင်းသာသနာပြုခိုင်းတယ်သာသနာပြုခိုင်းမာလုံးပစံလာပေးလဲလေရွှေတင်းကားပြားတွေလာပေးပါလားနင်တို့အုတ်တစောင်းနေစောင့်တာရွှေတင်းကားပြားတွေလာပေးလေအဲ့ဒါဆိုငါဒီကနေတန်းစီပြီးရော့ဆရာတော်တွေဖို့ရော့တရိတ်ဆန်တွေဖို့ရော့မရှိတဲ့လူတွေဖို့အကုန်လှူပေးမယ်